တက္ကသိုလ်ဝန်ထမ်းစာမေးပွဲကိုအောင်မြင်ပြီးနောက်ချမ်းသာသောမိန်းကလေးတစ်ဦးဖြစ်တဲ့နီလာဟာတက္ကသိုလ်ဘဝသို့ပထမဆုံးအကြိမ်ခြေလှမ်းစတင်လိုက်ပါတယ်။သူမအတွက်အရာအားလုံးဟာအသစ်ဆက်ဆက်ကဘာတစ်ခုလိုပင်ဖြစ်နေခဲ့ပါတယ်။လမ်းမကျဲကြီးများလူများပြည့်နှက်နေတဲ့တင်ကြားရေးခန်းမများတခါမှမမြင်ဘူးမတွေ့ဘူးတဲ့လူတွေသူမကနေ့စဉ်ဝတ်ဆင်လေးရှိသည့်လက်ကောက်များအလှဆင်လက်ဝဲရတနာများ၏တန်လေးများကြောင့်လူသိများခဲ့လာပါတယ်။တက္ကသိုလ်သို့ဝင်ရောက်သည့်ပထမနေ့များတွင်နီလာကသူမနှင့်အသက်တူမိန်းကလေးတစ်ဦးဖြစ်သူအေးမြတ်နှင့်တွေ့ဆုံခဲ့ပါတယ်။ထိုမိန်းကလေးမှာချမ်းသာလွန်းသူလည်းမဟုတ်ဆင်းရဲလွန်းသူလည်းမဟုတ်ပဲတာမန်လေလက်တန်းစာမှလူတစ်ဦးသာဖြစ်ပါတယ်။သူတို့နှစ်ဦးသည်အတန်းထဲတွင်အတူထိုင်ကြပြီးအတူစားအတူလာနှင့်မတ်စုများကိုမျှဝေကြနားချိန်များတွင်ရဲစရာလေးများပြောကြနှင့်အချိန်ကြာလာတဲ့အခါအလွန်နီးကပ်သောမိတ်ဆွေသူငယ်ချင်းဖြစ်လာတာပေါ့။တက္ကသိုလ်တွင်အတူတူပညာသင်ကြားနေတော်လဲသူတို့၏မူလစာတိနေရာများမှာမြို့နယ်မှဝေးကိုအာသည့်ကျေးလက်ရွာများဖြစ်ကြပါတယ်။စာမေးပွဲပြီးဆုံးပြီးနောက်တာမန်မိန်းကလေးဖြစ်သူအေးမြတ်ကသူမိမိတ်ဆွေဖြစ်သူနီလာကိုသူမိကျေးရွာသို့လာလည်ရန်စိတ်ပျော်ရွှင်စွာဖိတ်ခေါ်ခဲ့ပါတယ်။ချမ်းသာတဲ့မိန်းကလေးမှာအစတွင်တုံဆိုင်နေခဲ့ပါတယ်။သူတစ်ပါအိမ်လိုနေရာမျိုးသို့မတော်ဘူးသေးသောကြောင့်ဖြစ်ပါတယ်။သို့တော်မိဘများအားအတိပေးကခွင့်ပြုချက်ရရှိပြီးနောက်သူမိမိတ်ဆွေကိုယုံကြည်ကလက်ခံလိုက်ပါတယ်။ခီးလန်းကဝေးလံတဲ့သူတို့သည်ဖုန်ထူလမ်းမများနှင့်တိတ်ဆိတ်သောလယ်ကွင်းများကိုဖျက်တမ်းကာမြို့မှရွာသို့သွာလာသောဘတ်စကားကိုစီးခဲ့ကြပါတယ်။နောက်ဆုံးတွင်ရောက်ရှိသည့်အခါချမ်းသာသောမိန်းကလေးကိုဤဝတ်ပြူနာစွာကြိုဆိုခဲ့ကြပါတယ်။မိသားစုသည်ပြုံးရှင်စွာကြိုဆိုကအစားအစာများကျွေးမွေးပြီးနှွေးနှွေးထွေးထွေးစကားစမြည်ပြောဆိုခဲ့ကြပါတယ်။အရာအလုံးဟာလုံခြုံစိတ်ချရသလိုပင်ဖြစ်ခဲ့ပါတယ်။ကိုယ်အိမ်ကိုယ်ရာကိုပြန်ရောက်သလိုပေါ့။သို့တော်ညနေခင်းရောက်လာသည့်နှင့်အမျှအေးမြရဲ့မိဘနှစ်ဦး၏စိတ်နှလုံးထဲတွင်အမောင်တစ်ခုတဖြည်းဖြည်းကြီးထွားလာခဲ့ပါတယ်။သူတို့၏မျက်လုံးများသည်မိန်းကလေး၏လက်ကောက်များနှင့်လက်ဝဲရတနာများပေါ်တွင်ဆွဲထင်နေခဲ့ပါတယ်။လောဘကြောင့်ဖြစ်သည်မဖြစ်သည်ကိုစွန့်စားမတွေးတော့နိုင်တော့ပဲသူတို့၏စိတ်ထဲတွင်လိုချင်တက်မစိတ်ကလွှမ်းမိုးလာပါတော့တယ်။နောက်ဆုံးတွင်သူတို့သည်နီလာကိုတက်ပြီးအားလုံးကိုရယူရန်ရှိုးဝှက်စွာဆုံးဖြတ်လိုက်ကြပါတယ်။ထိုအစီအစဉ်ကိုသူတို့၏တမီးအားမသိစေခဲ့ကြပါ။ညအချိန်တွင်ညစ်စာစားပြီးစကားစမြည်ပြောဆိုပြီးနောက်သူတို့သည်ချမ်းသာသောမိန်းကလေးနီလာအားအိပ်ရန်ဆောင်အသစ်တစ်ထည်နှင့်ပြင်ဆင်ထားသောအိပ်ယာမှာနေရာပေးခဲ့ပါတယ်။နီလာကမိတ်ဆွေဖြစ်သူအေးမြတ်နှင့်အခန်းတစ်ခန်းထဲတွင်အိပ်တော်လဲတယောက်တကတင်စီအိပ်ကြပါတယ်။အိပ်ယာမဝင်ခင်မှာနီလာတယောက်ဖျားရှိခိုးပြီးအိပ်ရန်အိပ်ယာဝင်တဲ့အခါသူမီးဆောင်ကမတက်မတာရားရန်သလိုခံစားရပါတယ်ထို့ကြောင့်သူမတူငယ်ချင်းနဲ့ဆောင်လဲလိုက်ပြီးမကြာမီအိပ်ပျော်သွားခဲ့ကြပါတယ်။ညတန်းခေါင်အချိန်တွင်အရေးများလှုပ်ရှားလာတဲ့မိဘနှစ်ဦးသည်တိတ်တဆိတ်အခန်းထဲသို့ဝင်လာကြပါတယ်အမောင်ထဲတွင်သူတို့သည်ဆောင်အသစ်ဖြင့်ဖုံးအုပ်ထားသောမိန်းကလေးကိုတိုက်ခိုက်ခဲ့ကြပါတယ်သို့သောသူတို့သည်မိမိတို့၏သမီးကိုပင်တက်မိနေကြောင်းမသိကြပါသူတို့သည်အသက်မရှိတော့သောခန္ဓာကိုယ်ကိုယူဆောင်ကအိမ်အောက်တွင်အစင်သင့်တူးထားသောမြေကျင်းထဲသို့ပစ်ချကာဖုံးအုပ်ထားခဲ့ကြပါတယ်အခြားဆောင်အောက်တွင်ချမ်းသာသောမိန်းကလေးသည်ဇောချွေးများဖြင့်တုံတုံရီရီဖြစ်နေခဲ့ပါတယ်သူမသည်အရာအလုံးကိုကြားခဲ့သည်ခြေတံများအပြောဆိုများနှင့်ကြောက်မက်ဖွယ်အမှန်တရားကိုကြောက်ရွံ့မှုကြောင့်ခန္ဓာကိုယ်တစ်ခုလုံးရေချိုးထားသလိုဆိုရှဲနေခဲ့တော်လဲသူမသည်အော်မပြောရန်မလှုပ်ရှားရန်ကိုယ်တိုင်ကိုထိန်းချုပ်ခဲ့ပါတယ်အိမ်တွင်တိတ်ဆိတ်သွားသည့်အခါသူမသည်အလွန်တတိထား၍ထွက်ပြေးခဲ့ပါတယ်နှလုံးခုန်တန်ပြင်းထန်စွာဖြင့်သူမသည်ရွာတွင်ပြေးလွှားကအကူအညီတောင်းဆိုခဲ့ပါတယ်ထိုအချိန်တွင်သူမဘေးမှဖြတ်သွားတဲ့သူတဦးကသူမအားနူးညံ့စွာတတိပေးခဲ့သည်ဒီနေရာမှာအကူအညီမတောင်းပါနဲ့ဒီရွာဟာလူသက်သမားတွေပြည်နေတဲ့နေရာပါကြောက်ရွံ့တုန်လှုပ်နေသည့်သူမသည်ကောက်ရိုးပုံတစ်ခုနောက်တွင်ဖုံးကွယ်ကမနက်မိုးလင်းချိန်ထိစောင့်နေခဲ့ပါတယ်စိတ်ထဲတွင်ဖျားရကတီးသမျှဖျားစာတွင်ရွတ်နေခဲ့ပါတယ်နေထွက်လာသောအခါသူမသည်ကားဂိတ်သို့ထွက်ပြေးကာကားကိုစီးပြီးမြို့သို့ပြန်လာနိုင်ခဲ့ပါတယ်အသက်ရှင်လေလွတ်မြောက်လာခဲ့တော်လဲထိုညကြောက်မက်ဖွယ်အတွေ့အကြုံကြောင့်သူမကဖျားတရားကိုပုံမသက်ဝင်ယုံကြည်ခဲ့ပါတယ်လောဘသည်လူသားစိတ်ကိုဖျက်ဆီးတတ်သည်မိဘနှစ်ဦး၏ပိုင်ဆိုင်လိုစိတ်သည်မေတ္တာအကြောင်းအရာနှင့်ကိုကျင့်တရားများကိုကျော်လွန်သွားခဲ့သည်လောဘကြောင့်သူတို့အမှောင်ဖုံးသွားပြီးနောက်ဆုံးတွင်မိမိတို့၏သမီးကိုပင်ဆုံးရှုံးသွားစေခဲ့သည်ဒါကြောင့်ရှေးလူကြီးတွေပြောကြတာပေါ့ငါသာသူ့နေရာမှာဆိုရင်ဆိုတဲ့အတွေးလေးနဲ့ကိုသားသမီးကိုမဆုံးရှုံးချင်သလိုသူတစ်ပါးလဲပဲဆုံးရှုံးချင်မလဲဆိုတာပါပဲအဆုံးထိကြည့်ရှုနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်ကိုချင်းစာစိတ်မွေးမြူနိုင်ကြပါစေ